여러분 안녕하세요. 알로메 민글라바. 저는 딘디 비루리아로 쿠판마 옷 멤버십 원타이들이 배편이거나 해지လုံနီကို ပြောပြချင်ပါတယ်။ဥဆုံးကျွန်တော်တို့ဒီ mine ဆိုတဲ့လူပုံလေးတွေဝင်လိုက်မယ်။ဝင်ပြီးသားလို့ရှိရင်ကျွန်တော်ဒီ what membership ဆိုတာနှိပ်မယ်။နှိပ်ပြီးတော့ရင်ကျွန်တော်တို့အောက်ဆုံးဒီဆွဲလိုက်မယ်နော်။အောက်ဆုံးဒီဆွဲပြီးတော့လို့ရှိရင် hedge haki ဆိုတာကိုနှိပ်မယ်။ hedge haki ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ဆုံးဒီပဲပြန်ဆွဲရမယ်နော်။အောက်ဆုံးဒီပဲပြန်ဆွဲလိုက်မယ်။ဆွဲပြီးသူကအရင်တစ်ခါတိုင်းဆိုအပြာကြီးနှိပ်နေကြအခုကအပြာမလေးအောက်ဆုံးကပဲထပ်နှိပ်လိုက်နော်အောက်ဆုံးကပဲထပ်နှိပ်လို့ရှိရင်ကျွန်တော်ဒီမှာအပြာဆက်နေလို့ရှိရင်ပြန်ပြီး UG ဖြစ်သွားမယ်နော်အဲ့ဒါပြန်မနှိပ်တော့ဘဲနဲ့ဂီတာပြတခုအပေါ်အဟာဒီတခုလိမ့်နေလေရတယ်ပြီးလို့ရှိရင်စာတခုရေးပေးလိုက်ဒီမှာစာလေးတစ်လုံးနှလုံးရေးပေးလိုက်ပေါ့နော်ကြိုက်တာရေးရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့ဒီမှာဗီဇာဆိုပြီးရေးလိုက်တယ်ဗီဇာတော့မှဒါစလုံးပေါင်းမှားနေပါတယ်နော်ဆိုဘာကိစ္စမရှိဘူးကျွန်တော်တို့ဒီမှာ hedge haki ကိုတက်နေမယ်နေပြီးကျွန်တော်ဒီမှာကူပန်တစ်ခုရှိတယ်ပေါ့နော်ကူပန်2600ဟာရင်ကူပန်လေးရှိတယ်အဲ့ဒါကြီးသူကစားလျောချိုးပဲလုံးအဲ့ဒါကျွန်တော်အဲ့ဒါကြီးကူဆိုင်ပြီးတော့ဖြတ်မယ်ဆိုပေါ့နော် hedge ပဲဆက်လုပ်မယ်ဒါ hedge နှိပ်ပြီးတော့လို့ရှိရင်ဒါကြီးထပ်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောရတယ်လေထားလိုက်တော့အပြာမနေဘူးเนาะဂျူရှီ hedge haki ကိုပဲဆက်နေမယ်နှိပ်ပြီးသားလို့ချင်းကျွန်တော်ကောင်းတယ်ဒီမှာပတ်စံပြန်ဝင်လာပါတော့ကျွန်တော်မမချစ်တွေ့ထားတဲ့ဟာမချစ်တွေ့ထားတဲ့ပတ်စံ9890ပြန်ဝင်လာပါပြီလို့ကြည့်ရှုပြီးတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ